က်ဆန်လိုရန်ဘလူးကိုဘာမှလုံးမရအောင်တီးလို့ပေးလိုက်တဲ့ဒိုင်ကင်ဆူဘလက်ရဲ့ပညာကိုလေးစားရမယ်အားလုံးပဲမင်္ဂလာပါဘာမီစပေါ့ TV ကနေတင်ဆက်ပေးနေပါတယ်ဒိုင်ကင်ဖိုက်တာဆူဘလက်ကတော့မွေတိုင်းကနဝေးဆက်ဆန်ကိုအကန့်မခံဘဲနဲ့ရှေလုံးလို့တကယ်ဖြုတ်သွားခဲ့တာဖြစ်ပါတယ်ဆူဘလက်ရဲ့ပညာပိုင်းနေစနစ်ပိုင်းကောင်းမှုက next level ကိုရောက်နေပြီလို့ဆိုရမှာပါဆက်ဆန်လိုဖိုက်တာမျိုးကိုလူကြီးနဲ့ကလေးကစားတယ်လို့ကစားခဲ့တာဖြစ်ပြီးတော့ကြောင်ငါကြွက်ကိုကစားတယ်လို့လှုပ်ချင်တိုင်းလှုပ်သွားခဲ့တာပါဆူဘလက်ကမြန်မာပရိသတ်တွေအားပေးကြတဲ့ထိုင်းကင်ဖိုက်တာတယောက်ဖြစ်ပါတယ်သူဟာမွေထိုင်းလာရောက်ကစားတဲ့မြန်မာဖိုက်တာတွေကိုအမြဲတမ်းကူညီပေးတဲ့သူတယောက်လည်းဖြစ်ပါတယ်ရုပ်ချောတဲ့သဘောကောင်းတဲ့လက်သီးပြင်းတဲ့ဆိုတာကဆူဘလက်ပါပဲစိန်လုံးကျုံ1ချန်ပီယံရှစ်မှာလာရောက်ကစားတဲ့ချိန်မှာမျက်နှာကြီးထိုးပေးကစားပြီးတော့ရှုံးသွားခဲ့ရပါတယ်ဆူဘလက်နဲ့တွေ့တဲ့ချိန်မှာတော့သူကစိန်လုံးကျော်ကိုခေါင်းဆောင်တိန်လှုပ်ဖို့မျက်နှာကြီးပေးပြီးတော့ပြေးမဝင်သွားဖို့ဒေချာကိုတင်ပြအကြံပေးခဲ့တာပါမန္တလာသားကျော်စွာဝင်ထိုင်းကိုစရောက်တဲ့အချိန်တုန်းကလည်းဆူဘလက်ကပဲ sparring တူစားပေးခဲ့ပြီးတော့ training ဆင်းပေးခဲ့တာဖြစ်ပါတယ်။ထိုင်းရောက်မြန်မာတွေကိုအမြဲကူညီတက်တဲ့ဆူဘလက်ပါမြန်မာငလင်တုန်းကလည်းသူပွဲထိုးခဲ့တဲ့လက်လေးကိုလေလံတင်ပြီးတော့လူတန်းခဲ့သူဖြစ်ပါတယ်။ဒါကြောင့်မလို့လေမြန်မာပရိသတ်တွေကဆက်ဆန်တဲ့ပွဲစဉ်မှာဆူဘလက်ဘက်ကနေဝင်းရံပေးခဲ့ကြတာပါ။အနိုင်ရရှိထားတဲ့ဆူဘလက်အတွက်ဒီအပွဲကနှစ်ပွဲဆက်တိုက်နိုင်ပွဲဖြစ်ပါတယ်။ဆက်ဆန်အတွက်ကတော့ဒါဆိုလင်းကိုနိုင်ပြီးနောက်ပိုင်းမှာနောက်ဆုံး3ပွဲဆက်တိုက်ရှုံးနေတာဖြစ်ပြီးတော့အခြေအနေမလားဘူးလို့လည်းဆိုရတော့မှာပါ။ဆူဘလက်ကဒီပွဲကိုယုံကြည်ချက်ပြည့်နေကစားသွားခဲ့ပြီးတော့သူယူဆောင်လာတဲ့ game plan ကိုအပြေးအဝအကောင့်ထဲပုံနိုင်ခဲ့ပါတယ်။ဆက်ဆန်တယောက်ကတပွဲလုံးဘာလောက်ကွက်မှမထွက်ခဲ့ပါဘူး။လူချင်းပူးပြီးတော့နေမလဲငါမလဲစိုင်ထိုးပြိုင်ထိုးခြင်းနေပေမဲ့ဆူဘလက်ကတော့ပါနဲ့တီးလို့ခဲ့တာပါ။ဆက်ဆန်ကရှေ့ကို check လုပ်ပြီးတော့လိုက်တယ်။ဆူဘလက်ကပါနဲ့ရှောင်းတယ်။နေနဲ့တားတယ်ကောင်တာထိုးတယ်ဆွဲလေးတယ်စိတ်ကြိုက်ကိုလုပ်ခဲ့တာဖြစ်ပါတယ်ဆက်ဆန်အနေနဲ့သူ့ရဲ့အသေးဆွဲမာကုံကိုတော့ကောင်းကောင်းကြီးကိုပြသနိုင်ခဲ့ပါတယ်ဒီအပွဲကဆက်ဆန်မို့လို့ဖြစ်ပြီးတော့အခြားဖိုက်တာဆိုရင်တော့အလဲထုတ်ခံရနိုင်ခြေရှိပါတယ်ဆူဘလက်ကဆက်ဆန်အားတာတဲ့အပူအချုပ်ကလစ်ပိုင်းကိုရှောင်ကစားသွားခဲ့တာပါပထမချီမာကလေးကဆက်ဆန်ကနေနေတာဖြစ်ပြီးတော့ဘာလို့ကွက်မှမထွက်ခဲ့ပါဘူးဆူဘလက်ကပဲတီးနေခဲ့တာပါဆက်ဆန်နေနေတာကိုမှနော်ဒေါင်းမှာပေးလိုက်ရတော့ပို့ပြီးတော့စိုးသွားခဲ့တာပါနောက်ချီမှာဆက်ဆန်ကတိုက်စစ်မြင့်ပေမဲ့ဇွဘလက်ကပဲလူချင်းတဲ့ရလက်ကိုထိမ့်သိမ့်နဲ့ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ဆက်ဆန်ကတော့ဇွဘလက်ရဲ့ idol ဖြစ်ပါတယ်။ဒါကြောင့်မလို့လေဇွဘလက်ကညာထိုးသွားခဲ့တာကိုလည်းမြင်နိုင်ပါတယ်။ဘာမှသိမလုပ်လိုက်ရပါဘူး။ဇွဘလက်ရဲ့တိုက်ကွက်ဆုံးပညာကောင်းမှုတွေကတော့မြန်မာကစားသမားတွေအတူယူရပါလိမ့်မယ်။ခြေကန်ချက်တွေကကောင်းတယ်။ခုံတူးတွေကထွက်တယ်။လက်သီးထိုးပေါက်ဆုံးတယ်။အရှောင်းသိန်းကလည်းဂျက်စီချင်းပါပဲ။မာဂွန်သာနိုင်ငယ်ထက်ပြည့်မယ်ဆိုရင်တော့ဆူဘလက်ကချန်ပီယံဆုထိပါမျှော်မှန်းနိုင်ပါ ರಿ လက်ရှိနေထားရလဲသူကချန်ပီယံခပတ်ကိုမျှော်လင့်လို့ရတဲ့အချိန်ကိုရောက်နေပါပြီအသက်က29နှစ်ကစားသမားဘဝမှာအကောင်းဆုံးအချိန်ကိုရောက်နေတာမို့ဆူဘလက်အနေနဲ့ခပတ်ကိုစိန်ခုံနိုင်စွမ်းရှိနေပြီလေဖြစ်ပါရခင်ဗျာမြန်မာဖိုက်တာတွေအနေနဲ့ဆူဘလက်စီကနေပညာပိုင်းဆိုင်ရာအများကြီးတင်ယူလို့ရတာပဲဖြစ်ပါရခင်ဗျာ